အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ Gmail အကောင့်တွေက password မေ့သွားလို့ password ကိုဘယ်လိုပြန်ကြည့်ကြမလဲနောက်ပြီးတော့ password အသစ်ပြန်ပေးခြင်းတယ်ဆိုရင်ក៏ဘယ်လိုပြန်ပေးလို့ရမလဲဆိုတာကိုကျွန်တော်ဗီဒီယိုလေးနဲ့ရှင်းပြပေးထားပါတယ်အရင်ကကျွန်တော်တို့ password မေ့နေတယ်ပေါ့နော်ကျွန်တော်တို့လက်ရှိသုံးနေတဲ့ Gmail အကောင့်က password မေ့သွားတယ်ဒီ password ကိုဘယ်လိုပြန်ကြည့်လို့ရမလဲဆိုတာလေးကိုအရင်ပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Chrome browser တွေကိုသွားပါမယ်Chrome browser တွေကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာပေါ့နော်ကျွန်တော်တို့ password ပြန်ကြည့်ခြင်းနဲ့ Gmail အကောင့်လေးဝင်ထားပေးဖို့လိုပါတယ်ပြီးပြီဆိုလို့ရှိရင်ဘေးနားမှာရှိတဲ့အဆက်30လေးကိုနှိပ်လိုက်ပါပြီးတော့အောက်မှာမြင်နေရတဲ့ setting ဆိုတာလေးကိုနှိပ်ပါ setting တွေကိုရောက်ပြီဆိုလို့ရှိရင်အောက်ကိုဆွဲချလိုက်ပါအဲ့မှာမြင်နေရတဲ့ Google Password Manager ဆိုတာလေးကိုနှိပ်မယ်ဒီနေရာကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီ Gmail မှာမှတ်ထားတဲ့ password မှန်တယ်များကိုမြင်ရမှာဖြစ်ပါတယ်ဒီ Gmail ရဲ့ password ကိုမြင်ကျင်တယ်ဆိုလို့ရှိရင်တော့ဒီမှာ google.com ဆိုတာလေးကိုနှိပ်လိုက်ရုံပါပဲကိုယ့်ဘုံကိုအပေါ်မှာရိုက်ရှာလိုက်ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ pattern လေးတောင်းမယ်ပေါ့နော်ကျွန်တော် fingerprint လေးတောင်းတယ် fingerprint လေးပေးလိုက်ပါပြီးပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ရဲ့ password လေးကိုမြင်ရပြီဖြစ်ပါတယ်ကျွန်တော်ဒီ Gmail မှာဆိုလို့ရှိရင် password နှစ်ခုမှတ်ထားတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ password မေးနေတဲ့အခါ password ပြန်ကြည့်နေပါနောက်တစ်နည်းကတော့ကျွန်တော်တို့ဒီ password ကိုကျွန်တော်တို့အသစ်ပြန်ပေးခြင်းနဲ့ဘယ်လိုပေးရမလဲမသိဘူးဒါဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးကျွန်တော်တို့ဖုန်းမှာပါတဲ့ Gmail တွေကိုသွားပါမယ်ကျွန်တော်တို့ Gmail ကောင်လေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဝင်ထားတဲ့ Gmail လေးကိုနှိပ်လိုက်မယ်အဲ့ဒီမှာမြင်နေရတဲ့ manage your Google account ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးပြီဆိုလို့ရှိရင်ဘေးနားမှာမြင်နေရတဲ့ security folder လေးကိုရွေးမယ်အောက်ကိုဆွဲချလိုက်ပါဗျဒီနေရာမှာ password folder လေးကိုမြင်ရပါလိမ့်မယ်အဲ့ဒီနေရာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ fingerprint လေးတောင်းပါလိမ့်မယ်ကျွန်တော် fingerprint လေးနှိပ်ပေးလိုက်မယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ password အသစ်လေးကိုပြန်ပေးလို့ရပြီပဲဖြစ်ပါတယ် password လေးပေးပြီးသွားဆိုရင်တော့အောက်မှာ change password folder လေးကိုနှိပ်ပေးလိုက်အောင်ပါပဲဒါဆိုလို့ရှိရင်မိတ်ဆွေရဲ့ Gmail အကောင့်လေးက password အသစ်လေး change ပြီးသွားပြီပဲဖြစ်ပါတယ်